ဒီကနေ့ဒီဗုဒ္ဓဘာသာနဝင်သူတော်စင်တို့ရဲ့တည်င်းကျွလာပြည့်နေ့အဘိဓမ္မာအခါတော်နေ့ပဲဖြစ်ပါတယ်အဘိဓမ္မာအခါတော်နေ့နဲ့ဆက်ဆက်ပြီးတော့တိမှတ်ပစိယအကြောင်းအရာများကိုဦးဇင်းကနေပြီးတော့ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါဦးဇင်းကတော့ယတနာတော်ရဆရာတော်ဝေကဓမ္မပဲဖြစ်ပါတယ်မြတ်စွာဘုရားသည်ယဟန်6ဝါအလွန်9ဝါအရောက်မဟာတက္ကရာ109ခုနှစ်မှာတာဝိန္ဒာနတ်ပြည်ကိုတက်ပြီးတော့မေတော်မိနတ်သားမှုရှိတဲ့နတ်ပြမအပေါင်းကိုအဘိဓမ္မာတရားကိုဟောဖို့ညွှန်ပြဆိုဆုံးမတော်မူခဲ့တယ်။ဝါတွင်3လရက်ပေါင်း90ကြာအောင်ဟောဖို့ညွှန်ပြဆိုဆုံးမတော်မူခဲ့တယ်။အဲ့တော့မေးစရာရှိတယ်အဘိဓမ္မာတရားကိုဘာကြောင့်လူပြည်မှာမဟောရတာလဲ။ဘာကြောင့်လူပြည်မှာမဟောရတာလဲဆိုတော့အဘိဓမ္မာတရားသည်တမ္မန်တုတ်တံဝိနည်းတရားတော်တွေထက်ကိုရှည်လျားတယ်ကျယ်ဝန်းတယ်ကျယ်ပြန့်တယ်နက်နယ်တဲ့တရားတော်တွေဖြစ်တယ်။တမန်လူတို့ရဲ့အချိန်ကာလအတော်တွင်အချိန်တိုတွင်မှာ